ลูกครึ่งโซดาบาเลยลูกครึ่งโซดาเลยดิไทยเนี่ยชาในงานชาเนี่ยอยู่วิรอบมุ้ยลาในทะเลเดียวลูกครึ่งโลคอร์ดมันเนาะลูกครึ่งไทยจีนลูกครึ่งไทยพม่าลูกครึ่งไทยอังกฤษอารมณ์อยู่บ่เนาะตัวแซ่อารมณ์อยู่ไทยตัวป่าได้รู้เลยอะไทยในงานตาแก่ยาดาจะรอดามาดูแซ่บูอุบัติมาแล้วไทยอเพเมมาแต่ยังไม่เข้าอยู่แต่ยาวก็เลยไทยในงานตาเพียแม่แต่มามุ้ยได้ทะเลก็ไทยในงานตายาบ่เนาะประมาณเช่ๆอยู่ไทยในงานตายานะไทยเนี่ยประมาณนี้อยู่ในงานตาก็ถ้วยได้บ่เนาะไทยในงานตาก็ไทยในอังกฤษเนี่ยอยู่ไทยในงานตาก็ถ้วยได้บ่เนาะทะเลมาအခွင့်အရေးအများကြီးရှိတယ်บ่เนาะไทยနိုင်ငံသားစစ်စစ်ဖြစ်တယ်ဆမမေးတယ်ထိုင်းတွေကကောင်းလားထိုင်းတွေကတကယ်တော့ချစ်ဖို့ကောင်းတယ်နော်သူတို့ချစ်ဖို့ကောင်းတယ်အခုဆိုဆမထိုင်းနဲ့ပဲလို့ထိုင်းနဲ့ဒီလူမျိုးခွဲခြားတာတော့မရှိဘူးတအားချစ်ဖို့ကောင်းတယ်ဆိုဘလို့လူတွေနဲ့တွေ့နေလည်းမသိဘူး lovely နော်အရင်ချစ်ဖို့ကောင်းတာသူတို့ရဲ့ထိုင်းနိုင်ငံမှာနေကိုယ့်ရဲ့လုံခြုံမှုကအရေးကြီးတာပါနော်လမ်းတော့လမ်းလာကြရင်ထမိန်တွေလုံခြုံနေမဝတ်ပါနဲ့နော်မဝတ်ပါနဲ့နော်ဗမာဆိုရင်အတန်းတီးတယ်ပါနော်တနခါတွေလည်းမလေးပါနဲ့နော်ဗမာဆိုရင်အတန်းတီးတယ်ဒါပေမဲ့ဗမာဆိုဘာဖြစ်လာလဲဟုတ်တယ်လေဒါပေမဲ့ဧကစားစာရွက်စာတမ်းတွေမစုံရင်လေကိုကထိုင်းနိုင်ငံသားနဲ့တသားတည်းဖြစ်အောင်နေရမယ်ပြောချင်တာထိုင်းလူမျိုးနဲ့တသားတည်းဖြစ်အောင်နေရမယ်နော်ဒါဆိုရင်ထိုင်းတွေအမြတ်နိုးတယ်နော်ထိုင်းတွေချစ်တယ်အဲ့လိုမျိုးယဉ်ကျေးမှုအဖြတ်တောက်တာလားမဟုတ်ဘူးနော်ယဉ်ကျေးမှုပဲစိတ်ထဲမှာရှိဆိုရတယ်နော်ဒါပေမဲ့ကိုကဘယ်နိုင်ငံမှာနေတယ်နော်ဘယ်နိုင်ငံမှာနေပြီးတော့လုံခြုံရှင်ဆိုကိုရဲ့အစိတ်ပိုင်းဖြစ်တယ်နော်ဆမဆိုရင်လုံခြုံဖို့ကအဓိကလို့ကြားရရောဆမယုံကြည်တယ်လုံခြုံမှုကအဓိကကြားတယ်ထိုင်းရမကြိုက်တဲ့အရာကြတော့သူတို့နဲ့ဆက်ကြည့်ပဲလို့တဲ့အရာတွေကိုသူတို့မကြိုက်ဘူးနော်ပြီးတော့ဘဒူးလည်းမကြိုက်ဘူးနော်ကိုနဲ့ဆက်ကြည့်ပဲလို့တဲ့လူကိုဘဒူးလည်းမကြိုက်ဘူးကိုနဲ့တသားတဲ့နေတဲ့လူကိုနဲ့ရောထွေးနေတဲ့လူကိုကြိုက်ကြရနော်ဒါသဘာဝဆန်တယ်နော်အခုဆိုရင်ကမ္ဘောဒီးယားနိုင်ငံနဲ့ထိုင်းနိုင်ငံနဲ့ဆက်ဖြစ်ပြီးပြီနော်အခုကလည်းငြိမ်းနေတယ်ဒါပေမဲ့ကမ္ဘောဒီးယားလူမျိုးတွေဘာလို့လဲဆိုတော့ထိုင်းရဲ့အဝတ်စားတွေထိုင်းရဲ့ရိုးရာဓလေ့မိုးတွေအကုန်လုံးသူတို့နိုင်ငံကရိုးရာဓလေ့ပါဆိုပြီးတော့လေနိုင်ငံတကာပြသနေတယ်ထိုင်းတွေကလည်းလေမုံတီးနေတယ်ဗောနော်ကမ္ဘောဒီးယားအခုကမ္ဘောဒီးယားကိုထိုင်းတွေအရင်မုံတီးနေတာဗောနော်ဘာဖြစ်ဆိုသူတို့စက်ကြစ်ပတ်လုပ်တယ်နော်လောကစက်ကြစ်ပတ်လုပ်တယ်ပြီးတော့စက်ကြစ်ပတ်လုပ်တဲ့ပြင်ထိုင်းနိုင်ငံရဲ့ရိုးရာဓလေ့တွေအကုန်လုံးယူနေတာဗောနော် copy လုပ်ရတာထိုင်းတဲ့အရင်မုံတီးနေတာဥပဒေနဲ့စက်ကြစ်ပဲဖြစ်တယ်အခုကကျတော့ကမ္ဘောဒီးယားတွေနှင်ထုတ်နေတယ်နော်ထိုင်းနိုင်ငံကဆိုမြန်မာလေးလည်းမနှင်ထုတ်ခံချင်ရင်လေထိုင်းနိုင်ငံနဲ့တသားလေးဖြစ်အောင်နေပေါ့နော်ထိုင်းနိုင်ငံနဲ့ချစ်ခင်နေကြပါနော်တကယ်ဆိုရင်ထိုင်းတွေကချစ်ဖို့ကောင်းရနော်ချစ်ဖို့ကောင်းတဲ့လူတွေအများကြီးရှိတယ်နော်တချို့တွေလည်းချစ်ဖို့မကောင်းဘူးပဲဒါပေမဲ့ချစ်ဖို့ကောင်းတဲ့လူအများစုရှိတယ်နော်ဆိုရင်ကြည်နေကြပါသူများနိုင်ငံမှာနေဆိုကိုယ်နိုင်ငံကလိမ္မာတယ်ချစ်ဖို့ကောင်းတယ်ပြီးတော့ the best ဖြစ်တာပဲမြင်ချင်တာပေါ့နော်အားလုံး good luck ပေါ့နော်